ဒီလေရင်တစ်စီးကသူ့နားမှာရှိနေတဲ့မဟာမိတ်လေရင်တွေကိုမမြင်ရတဲ့ဒိုင်းလွှားနဲ့ကာကွယ်ပေးထားနိုင်ပါတယ်။ရန်သူဘက်က drone အစင်းပေါင်း1000ပဲလွတ်လွတ်ခင်မီဒုံးကြီးတွေနဲ့ပဲပြည့်ပြည့်ဒီလေရင်အနားမှာရှိနေရန်သူလက်နက်တွေအားလုံးကမျက်စိကမ်းပြီးနားပင်းသွားသလိုအသုံးမဝင်တော့ပါဘူး။အဲ့ဒီလေရင်ကသူကိုယ်တိုင်ဘုံကျဲဖို့ထက်ရန်သူတွေရဲ့နီးစနစ်ကိုဖျက်ဆီးဖို့တီထွင်ထားတာပါ။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုရှိပါတယ်။သူ့ကိုရန်သူကရေဒါမှာမိသွားပြီဆိုရင်အဲ့ဒီရန်သူသေဖို့သာပြင်ထားလိုက်ပါတော့ဆိုသလိုပါပဲ။ဘာကြောင့်လဲဆိုတော့နှစ်ပေါင်း20ကြာတဲ့အထိစစ်မြေပြင်မှာသူပါဝင်တဲ့လေရင်အုပ်စုမှာတစည်းမှပြစ်ချခြင်းမခံရအောင်ကာကွယ်ပေးထားနိုင်ပါတယ်။ဒီလေရင်တွေပေါ်တာနှစ်ပေါင်း20ရှိပါပြီ။ဒီဗီဒီယိုမှာဒီလေရင်တွေရဲ့စွမ်းဆောင်ရည်အကြောင်းတွေနဲ့ခေတ်သစ်တိုက်ပွဲတွေမှာအနိုင်ရဖို့အရေးကြီးတဲ့နည်းပညာတက်ဆင်ထားတဲ့လေရင်ဒီဆောက်ပုံသူ့ပတ်ဝန်းကျင်ကတိုက်လေရင်တွေကိုဘယ်လိုကာကွယ်ပေးနေလဲဆိုတာကိုတင်ဆက်ပေးပါမယ်။မြန်မာခေတ်စစ်ပွဲတွေကရုပ်ရှင်တွေတဲကလို့လေရင်တစ်စီးနဲ့တစ်စီးအနီးကပ်လိုက်လံပစ်ခတ်နေတဲ့ dog fight ခေတ်မဟုတ်တော့ပါဘူး။အဲဒီတော့ Mission Impossible က Tom Cruise ရဲ့ဇာတ်လမ်းတွေကအပြောင်းအလဲဖြစ်ပါတယ်။သတင်းချက်လက်တွေရေဒါလှိုင်းတွေနဲ့ electronic နည်းပညာတွေကစစ်မြေပြင်အဆုံးဖြတ်ကိုပေးနေပါတယ်။ရန်သူကိုအရင်ဆုံးမြင်တဲ့လူစက်သွယ်ရေးကိုအရင်ဆုံးဖြတ်တောက်နိုင်တဲ့သူကအနိုင်ရမယ့်ခေတ်ဖြစ်ပါတယ်။ဒါကို electronic warfare ရက်စစ်တန်လိုက်လှိုင်းစစ်စင်ရေးလို့ခေါ်ပါတယ်။ဒီလိုမမြင်ရတဲ့ electronic စစ်ပွဲတွေမှာ American ရေတပ်အဓိကအားအထားရဆုံးလက်နက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ Boeing EA-18G Growler လို့ခေါ်တဲ့ electronic တိုက်ခိုက်ရေးလေယာဉ်ပဲဖြစ်ပါတယ်။သူကရန်သူကိုဘုံတွေဒုံးကျည်တွေနဲ့တိုက်ခတ်ဖို့အတွက်ရန်သူရဲ့မျက်စိနဲ့နားတွေဖြစ်တဲ့ radar စနစ်တွေစက်သွယ်ရေးစနစ်တွေကိုမကြားရအောင်မမြင်ရအောင်လုပ်ပစ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။ပုံမှန်အားဖြင့်တိုက်လေယာဉ်တွေကလေကြောင်းစိုးမိုးမှုကိုယူပေးရပြီပဲ Growler တွေဟာတိုက်လေယာဉ်တွေလုံလုံခြုံခြုံဝင်ရောက်တိုက်ခိုက်နိုင်ဖို့လမ်းကြောင်းရှင်းပေးရတယ်မမြင်ရတဲ့ဒိုင်းလွှာကြီးတစ်ခုလိုပါပဲ EA-18G Growler လို့ခေါ်တဲ့ဒီလေယာဉ်တွေက Prowler လို့ခေါ်တဲ့လေယာဉ်တွေရဲ့မျိုးဆက်ပါ Prowler အသက်အရွယ်ရလာပြီးတဲ့နောက်အသစ်ပေါ်လာတဲ့ရန်သူလေကြောင်းရန်ကာကွယ်ရေးစနစ် Air Defense System တွေကိုရင်ဆိုင်ဖို့အခက်အခဲရှိတာကြောင့် Prowler ထပ်ပြီးတော့အဆင့်မြင့်တွေတီထွင်ခဲ့ကြတာပါဒီလေယာဉ်ကို Super Hornet လေယာဉ်တွေရဲ့အပိုပစ္စည်းနဲ့90%လောက်တူညီအောင်တီထွင်ထားတာကြောင့်အမြန်နှုံးနဲ့ပြန်တန်းနိုင်စွမ်းကလည်းတခြားတိုက်လေယာဉ်တွေလိုပဲလျင်မြန်ပါတယ်သူကို2001ခုနှစ်မှာဒီဇိုင်းစဆွဲတယ်2006ခုနှစ်မှာပထမအဆုံးစမ်းသပ်ပြန်တန်းတယ်2009ခုနှစ်မှာတော့တက်တော်ဝင်ခဲ့ပါတယ်အဲ့ဒီလေယာဉ်ကအခုဆိုရင်နှစ်20နီးပါးရှိပါတယ်စစ်စင်ရေးတွေမှာအရေးပါဆုံးလက်နက်တစ်ခုဖြစ်နေတော့ပါပဲအခုချိန်ထိသူနဲ့သူ့အဖွဲ့ကိုပြစ်ချနိုင်တဲ့သူမရှိသေးပါဘူးဘာကြောင့်ဒီ Prowler လေယာဉ်တစ်စီးကိုပြစ်ချနိုင်တာလဲဆိုရင်အချက်၃ချက်ရှိပါတယ် Prowler လေယာဉ်တစ်စီးရဲ့တကယ်အသက်သွေးကြောကလေယာဉ်ကိုယ်တည်းမဟုတ်ပါဘူးသူ့စီမှာတက်ဆင်ထားတဲ့အဆင့်မြင့် electronic ကိရိယာတွေဖြစ်ပါတယ်အဲ့ဒါကပဲသူ့ရဲ့အစွမ်းထက်ဆုံးလက်နက်သူ့ရဲ့ပါတနာတွေသူ့ရဲ့မဟာမိတ်တွေကာကွယ်ပေးနိုင်တဲ့အရေးအကြီးဆုံးလက်နက်ပါ Growler မှာအရေးကြီးတဲ့နည်းပညာ၃ခုတက်ဆင်ထားပါတယ်တစ်ခုကတော့ Growler ရဲ့နားလို့ပြောလို့ရတဲ့ ALQ-218 receiver ဆိုတဲ့ကိရိယာပါလေယာဉ်ရဲ့တောင်ပံစွန်းဒီမှာတက်ဆင်ထားတဲ့ရန်သူစီကနေထုတ်လွှင့်လိုက်တဲ့ radar line တွေစက်သွယ်ရေး line တွေကိုအရန်ဝေးတဲ့အကွာဝေးကနေရှာဖွေတယ်ပြီးရင်ခွဲခြားတယ်ဘယ်နေရာကနေလာနေလဲဆိုတာကိုတိတိကျကျထောက်လှမ်းပေးနိုင်ပါတယ်အဲဒီ radar ကပြိုင်ဘက်ရဲ့ radar ကိုလှမ်းပြီးဖမ်းတဲ့အကွာဝေးကကီလိုမီတာရာနဲ့ချီပြီးရှိပါတယ်ဒါကြောင့်ရုရှားရဲ့အားကိုးအားဆုံးလက်နက်တွေရဲ့တစ်ခုဖြစ်တဲ့ S-400 ဒုံးကျည်တွေရောက်နိုင်တဲ့အကွာဝေးထက်ပိုပြီးတော့ဝေးပါတယ်ဒါကြောင့်ရန်သူရဲ့ radar ထဲမှာမိနေခဲ့ရင်တော့မှပြစ်ဖို့ခက်ပါတယ်နောက်ထပ်အရေးကြီးတဲ့ကိရိယာတစ်ခုကတော့ရန်သူ radar ကိုဖျက်ဆီးပစ်တဲ့ jamming system ပါရန်သူ radar ကိုစတွေ့ပြီဆိုရင်အဲဒီစနစ်ကစပြီးလှုပ်ပါတယ်အဲဒီ radar ကနေပြီးတော့ပြင်းထန်တဲ့ electronic line တွေပြန်ထုတ်ပြီးတော့ရန်သူရဲ့ radar ဖန်သားပြင်ပေါ်မှာဘာမှမမြင်အောင်နှောက်ယှက်ပိတ်ဆို့လိုက်ပါတယ်အဲ့လိုလှုပ်လိုက်တဲ့ခါကျရင်ရန်သူရဲ့လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်တွေက Growler ကိုပဲဖြစ်ဖြစ် Growler နဲ့အတူပါလာတဲ့တခြားမဟာမိတ်လေယာဉ်တွေကိုပဲဖြစ်ဖြစ်လောချပြီးပစ်ခတ်လို့မရတော့ပါဘူးနောက်ဆုံးတစ်ခုကတော့ Growler ရဲ့မျက်စိပါသူ့ကို AESA radar လို့လည်းခေါ်ကြပါတယ်ဒီ radar ကပြစ်မှတ်ပေါင်းများစွာကိုတပြိုင်နက်တည်းခြေရာခံနိုင်တယ် electronic တိုက်ခိုက်မှုတွေကိုလည်းတပြိုင်နက်တည်းလုပ်နိုင်သူကဘယ်လောက်ထိအဆင့်မြင့်လဲဆိုမြေပြင်ပေါ်မှာဆက်သက်ပြီးရပ်ထားတဲ့တင်ကားတွေလေယာဉ်တွေပြီးတော့တိတ်တိတ်လေးပုံးနေတဲ့ဘာ signal မှမလွှင့်မဲနဲ့ပုံးခိုနေတဲ့ရန်သူလက်နက်တွေကိုဓာတ်ပုံရိုက်တယ်ခွဲချမ်းစိတ်ဖြာပြီးတော့ဘာလက်နက်ရှိတယ်ဆိုတော့တတိပေးနိုင်တဲ့စနစ်ပါဒါကြောင့်ရန်သူကဘာမှမလုပ်ပဲဆက်တွေတက်ပြီးရပ်ထားရင်တော့
သူကမြင်နိုင်ပါတယ်ဒီနည်းပညာတွေက Corolla ရဲ့အသက်ပါပဲပြီးတော့တိုက်ပွဲတွေမှာသူ့ရဲ့မဟာမိတ်တွေကာကွယ်ပေးနိုင်တဲ့အဓိကအချက်ပါ Corolla စစ်မြေပြင်ကိုရောက်တာနဲ့ရန်သူဆက်သွယ်ကွန်ရက်တစ်ခုလုံးကိုဖျက်တောက်လိုက်တယ်အဲ့လိုလုပ်လိုက်တာကြောင့်စစ်စင်တစ်ခုလုံးရေးပါတယ်အသာစီးရယူမှုလုပ်လိုက်နိုင်ပါတယ်ဒါပေမဲ့ Corolla က electronic လှိုင်းတွေကိုတိုက်ခိုက်တာမဟုတ်ပါဘူးလိုအပ်ရင်ဆွဲထုတ်ပြနိုင်တဲ့စွမ်းရည်လည်းရှိပါတယ်အဓိကတပ်ဆင်ထားတဲ့လက်နက်က HER HAM လို့ခေါ်တဲ့လက်နက်ဖြစ်ပါတယ်အဲ့ဒီဒုံးကြီးကရန်သူ radar လှိုင်းတွေထုတ်လွှတ်နေတဲ့နေရာကိုတိတိကျကျခြေရာခံပြီးတော့ဖျက်ဆီးလိုက်နိုင်ပါတယ်တကယ်လို့မြတ်ရန်သူကသူ့ကိုမြင်လိုက်လို့ radar ကိုပိတ်လိုက်ပြီးဆိုရင်တော့မှပဲအဲ့ဒီဒုံးကြီးကတော့လူနောက်ဆုံးသိခဲ့တဲ့နေရာကိုပြန်တန်းပြီးတော့ဖျက်ဆီးနိုင်တဲ့အထိခက်မိပါတယ်ပြီးတော့ဒီလေယာဉ်ကအတန်ထက်မြန်တဲ့နှုံးရှိပါတယ်တကယ်လို့ရေးပေါ်ခြေနေမှာရန်သူကလာတိုက်ခဲ့ရင်တော့လင်းလင်းမြန်မြန်ရှောင်နိုင်တဲ့အစွမ်းရှိပါတယ်ဒါကြောင့် Corolla ကသူနဲ့သူ့မဟာမိတ်တွေကိုကာကွယ်ပေးနိုင်တဲ့အကောင်းဆုံးလက်နက်ဖြစ်နေတာ Corolla အနေနဲ့သူဘလောက်စွမ်းဆောင်နိုင်တယ်ဆိုတာကိုစစ်မြေပြင်မှာနှစ်ပေါင်း20နီးပါးစွမ်းဆောင်ပြခဲ့ပြီးပါပြီပထမဆုံးတစ်ချိန်က2011ခုနှစ်မှာပြုလုပ်ခဲ့တဲ့လေပြားစစ်စင်မှာဖြစ်ပါတယ်အဲ့တုန်းကကဒါဘီအစိုးရရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကအတော်လေးအင်အားတောင့်တင်းပါတယ်ဒါပေမဲ့ Corolla ကအဲ့ဒီ radar စနစ်တွေကိုအဝေးကနေ electronic လှိုင်းနေနဲ့အောင်မြင်စွာပိတ်ဆို့ပြီးတဲ့နောက် American နဲ့ NATO မဟာမိတ်လေယာဉ်တွေကလေပြားပိုင်နက်ထဲကိုအလွယ်တကူဝင်ရောက်ပြီးတော့ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်နောက်တစ်ခုကတော့ IS တွေကိုတိုက်ခိုက်တဲ့နေရာမှာရန်သူရေဒီယိုဆက်သွယ်ရေးတွေ mobile phone ကွန်ရက်တွေကိုဖျက်တောက်ပြီးတော့စစ်ပွဲနိုင်ရဖို့အတွက်အထောက်အကူပေးခဲ့ပါတယ်ရန်သူရေဒီယိုဆက်သွယ်ရေးတွေ mobile phone ကွန်ရက်တွေကိုဖျက်တောက်တာပြီးတော့အဝေးထိန်းစနစ်နဲ့ခွဲလေးရှိတဲ့လက်လုံပုံ IED တွေရဲ့ဆက်သွယ်ရေး line ကို jamming လုပ်ပြီးတော့ဘုံမကွဲအောင်တားဆီးတာမျိုးလည်းလုပ်ဆောင်ခဲ့ပါတယ်ဗင်နီဇွဲလားသမ္မတမာဒူရိုကိုဖမ်းခဲ့တုန်းကလည်းဒီလေယာဉ်ရဲ့အရေးပါမှုကအရန်ကြီးခဲ့ပါတယ်ဒီလေယာဉ်ကြောင့်ပဲတရုတ်နဲ့ရုရှားကဝယ်ထားတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေအလုံးမဖြစ်ခဲ့ပါဘူးရုရှားရဲ့ S-300 လို့ဒုံးကျည်တွေလည်းမသုံးလိုက်နိုင်ပါဘူးဒါက Corolla ရဲ့အစွမ်းပါလက်ရှိဖြစ်ပွားနေတဲ့အီရန်နဲ့အမေရိကန်တို့ရဲ့စစ်ပွဲမှာလည်းဒီလေယာဉ်တွေကိုအသုံးပြုပြီးတော့အီရန်ကိုလေကြောင်းကနေတိုက်ခိုက်နိုင်ဖို့အတွက်အကူအညီပေးနေပါတယ်ဒီညမှာမေးစရာတစ်ခုရှိပါတယ် Corolla နဲ့မဟာမိတ်တွေကိုပြစ်ချဖို့အတွက်စ조사ခဲ့မှုလည်းအဖြစ်အပျက်တချို့လည်းရှိပါတယ်ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူးဟူသီသဘုံတွေကအမေရိကန်နဲ့မဟာမိတ်လေယာဉ်တွေအုပ်စုစီကိုမြေပြင်ကနေဝေဟင်ပစ်တဲ့ဒုံးကျည်တွေနဲ့ပစ်ဖို့စ조사ခဲ့ပါတယ် Corolla ရဲ့ electronic စနစ်တွေရန်သူ radar line ကိုရောက်လာတဲ့ပိုင်းနဲ့တည်းပိုပြင်းထန်တဲ့ electronic line တွေပြန်လဲပိတ်ဆို့ပြီးတော့မှရန်သူဒုံးကျည်ပြင်းမှတ်ကိုမမြင်ရတော့အောင်လမ်းလွဲတော့အောင်ပြုလုပ်လိုက်နိုင်ပါတယ်ဒါက Corolla လေယာဉ်တွေရဲ့စွမ်းဆောင်ရည်ပါအနာဂတ်မှာလည်း American စစ်တပ်က Corolla ကိုဆက်ပြီးတော့အဆင့်မြင့်တင်မှုစ조사နေပါတယ်အထူးသဖြင့်လက်ရှိအသုံးပြုနေတဲ့ ALJ-99 ဆိုတဲ့ receiver ရဲ့နေရာမှာ next generation jammer NGJ လို့ခေါ်တဲ့ပိုပြီးစွမ်းအားမြင့်တဲ့ပုံမဝေးကွာတဲ့အကွာအဝေးကိုတိတိကျပိတ်ဆို့နိုင်တဲ့စနစ်ကိုတက်ဆင်ဖို့ပြင်ဆင်နေပါတယ်ပြီးတော့ AI နည်းပညာသတင်းချက်လက်ချိတ်ဆက်မှုစနစ်တွေကိုပုံမအားကောင်းအောင်လှုပ်ဆောင်နေပါတယ်ပြောရရင် EA-18G Corolla ကကမ္ဘာပေါ်မှာနှစ်နိုင်ငံပဲပိုင်ပါတယ်တစ်နိုင်ငံကတော့သူ့ရဲ့မူရင်းနိုင်ငံဖြစ်တဲ့ American နိုင်ငံနဲ့နောက်တစ်နိုင်ငံကတော့ Australia နိုင်ငံပါကမ္ဘာပေါ်မှာ EA-18G Corolla လို့လေယာဉ်မျိုး American ပြင်တခြားအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်တို့ရုရှားတို့မှာလည်းရှိပါတယ်ဒါပေမဲ့လက်ရှိမှာတော့ American ရဲ့ EA-18G Corolla ကအကောင်းဆုံးဖြစ်နေတော့ပါပဲဒီလေယာဉ်ကဒေါ်လာတန်ပေါင်းများစွာတန်ကြီးရှိတဲ့တိုက်လေယာဉ်တွေနဲ့လေတရဲတွေရဲ့အသက်ကိုကယ်တင်ပေးနေတဲ့မမြင်ရတဲ့အဆောင်အရှောက်လို့ပြောကြပါတယ်နည်းပညာတွေရဲ့အပြိုင်ဆိုင်တိုးတက်လာတဲ့ခေတ်သစ်စစ်ပွဲတွေမှာသတင်းချက်လက်နဲ့ electronic စိုးမိုးမှုကအရေးကြီးဆုံးဖြစ်လာတာကို Corolla ကသက်သေပြနေပါတယ်ဒါကတော့တိုက်ပွဲတွေမှာမမြင်နိုင်တဲ့စွမ်းအားကြီးလက်နက် Corolla အကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ